ဒါလေးကငမွေးဆက်လေးကိုဖြုတ်မယ်ဆိုလို့ရှိရင်ပလိတ်ဓာတ်လေးပဲတုပ်ပေးရပါမယ်နော်ခြေတို့ကဆက်နီးတော့ကအထုံးရဲ့အောက်မှာပဲချီခိုင်းပါတယ်ဘာကြောင့်ချီခိုင်းလဲဆိုတော့ဒီလိုမျိုးဖြတ်တဲ့ခါကျရင်အထုံးသပင်ကိုလုံးဝမထိတော့ဘူးအဲ့ခါကျရင်သပင်လေးပြတ်ထွက်တာမရှိတော့ဘူးတချို့ကြတော့ဒီထုံးလေးကိုဖုံးအောင်ပတ်တာလည်းရှိရပေါ့နော်အဲ့လိုပတ်ပြီးတော့ဆက်ရင်လည်းရတယ်ဒါပေမဲ့အဲ့ဒီထုံးကိုပတ်ပြီးဆက်တဲ့အခါဒီလိုချီရဲ့အရာလည်းနည်းနည်းကြီးသွားမယ်ပြီးတော့သပင်ဖြုတ်တဲ့အခါမှာအဲ့ပေါ်မှာပေါ့နော်ပလိတ်ဓာတ်နဲ့ပြီးရဖြစ်တဲ့လည်းဒီသပင်လေးလည်းပြတ်ထွက်သွားနိုင်တယ်အားဒါမို့ကိုကသပင်ဆက်တဲ့အခါမှာသပင်ဖြုတ်ရင်လည်းအခက်အခဲမရှိအောင်တစ်ခါတည်းဆက်ပေးရပါတယ်ဒါဆိုလို့ရှိရင်ဒီမှာထုံးရဲ့အောက်ပိုင်းလေးကအကျိုးလေးကိုဒါလေးဖြတ်ပေးလိုက်အောင်နော်ဒါဆိုရင်အကျိုးကပြတ်သွားပါပြီဒီမှာဒီလိုနည်းနည်းလေးကျန်တော့မာဒါသူကျိုးလေးကနည်းနည်းကျန်တာလေးကိုသူလက်လေးနဲ့ဆွဲလိုက်အောင်ပေါ့နော်ဒီသပင်ုံလည်းလုံးဝမထိဘူးတပင်မှလည်းမကျုပ်ဘူးဒီတိုင်းဆွဲပြီးတော့ဖြုတ်လဲရပါမယ်ဒီမှာအတန်လေးကိုကအတန်လေးနဲ့ကိုပြန်ပြီးတော့ဖြုတ်မှာလိုလေးဆွဲလိုက်ဆွဲတဲ့ခါကျရင်ဒီမှာခေါင်းလှုပ်သွားတွေ့ရနော်အဲ့လိုမျိုးပေါ့နော်ကာစတမာကမနောင်လို့ကွာအရင်လေးကိုလက်ကလေးနဲ့ဖြည့်ပြီးတော့လိုလေးဆွဲပြီးလိုက်ပါဒီဟာဆိုရင်ဒီမှာလိုက်ပြီးအထုံးနဲ့ဖြည့်သွားမယ်နော်ဒါနောက်တစ်ခုထပ်ပြုတ်ပြမယ်ဒါလေးကအရင်ကတ်တဲ့ဟာလေးကိုပြမယ်ပေါင်းလို့ဒေတာလေးနဲ့လိုလေးဖြတ်လိုက်အများကြီးအကုန်လုံးဖြတ်ကြမလို့เนาะနည်းနည်းလေးဖြတ်ရပြီဒါဆိုတော့အဲ့ခါကျမှဟိုသပင်ကမပါမှာဒီဟာသပင်ကအယောင်မတူတော့မြင်နေရတယ်သပင်ဆက်တဲ့ခါမှာအယောင်တူတူပဲဆက်တဲ့အတွက်ကိုဥမာအမဲပေါ်မှာဆက်ရင်ပို့ပြီးတတိထားရမယ်အကုန်လုံးကအမဲဖြစ်နေတဲ့တော့ရောရတတ်တယ်เนาะအဲ့ခါကျရင်ဟိုဓာတ်နဲ့ပြီးတဲ့ခါကျရင်လည်းလုံးဝသဘောသပင်မပေါအောင်ပြီးရမယ်ဒီမှာတရားလေးကဒါလေးဒီဟာကဆက်ရအဲ့လိုမျိုးအစောနာဆက်ရပေါ့နော်သပင်များများယူပြီးတော့အထုံးကြည့်ရင်ဖြုတ်ရလွယ်တယ်ဒါလေးဆိုရင်ဒီအောင်နာထိပြောင်းသားတွေအထုံးလေးပါလာတယ်လားအခါကျရင်ဒီဘက်ဟိုဘက်ကိုပြန်ဆွဲလိုက်ဟိုအရင်နောက်ပြန်ဆွဲလိုက်ဒီဘက်ကိုပြန်ဆွဲလိုက်လို့တော့ခွင်းကြီးရထွက်ဒါကတော့သပင်နည်းနည်းလေးယူရတာနော်သပင်နည်းနည်းလေးယူရင်ဖြုတ်တာနဲ့ဒါသပင်များများယူဖြုတ်တာသွားတယ်ဟာနော်ပြီးရင်ဒီတန်လေးမှာထည့်တဲ့အတွက်ကိုကကာစတမာကအခုဖြုတ်ပြီးပြန်ဆက်မယ်ဆိုရင်ဒီအတိုင်းလေးပဲပြန်ဆက်ပြီးအောင်မယ်ကိုယ့်အတွက်လည်းအလုံးမရှုပ်တော့ဘူးနော်